color တွေပေါ်မှာမူတည်ပြီးတော့ chrome ကငွေရောင် chrome ပဲဖြစ်ဖြစ်ရွှေရောင် chrome ပဲဖြစ်ဖြစ်တန်းရောင် chrome ပဲဖြစ်ဖြစ်အရောင်တွေဘယ်လိုမျိုး different ဖြစ်သွားရဲဆိုတာကိုဒီနေ့ရှင်းပြပေးပါမယ်လက်သေးဆိုင်တွေမှာတချို့တော့အဲ့တန်တွေ့ရတဲ့သူကငွေရောင် chrome ဆိုးချင်တာပေါ့ nail artist က base color ကိုအမဲရောင်ဆိုးလိုက်တယ် client က customer က polish အမဲဆိုးရပေါ့သူအဲ့အပေါ်မှာ not happy ဖြစ်တယ်ခဏလေးတော့ double tick ကခွာမရအောင်သူကတအားလည်းမြဲတယ်လို့ခွာတာလည်းတအားခက်တယ်ဒီဥဆုံး shoe color လေးအရင်ဆိုးလိုက်နော်ပြီးရင်အမဲလေးတစ်ချောင်းထပ်ဆိုးမယ်ပြီးရင်အောက်ခံ base color ဘာမှအရောင်မပါဘဲနဲ့ top အကြည့်ရောင်ပေါ်မှာချောင်းပြပေးမယ်နော်အောက်ခံ base color အဖြူအမဲအကြည့်ဆိုပြီးသွားပြီဒီပေါ်မှာ chrome ငွေရောင်လေးပုံမယ်နော်ဒါလေးကအောက်ခံ base color အဖြူပေါ်မှာငွေရောင် chrome ပို့ထားလေးပါအမဲပေါ်မှာထပ်တင်မယ်နော်အောက်ခံ color အမဲပေါ်မှာတင်ပြီးသွားပြီ color အကြည့်ပေါ်မှာ chrome တင်ပြီးသွားပြီအောက်ခံ base color ပေါ်မှာမူတည်ပြီးတော့အပေါ်ကကိုတင်လိုက်တဲ့ chrome ကအရောင်ခွဲသွားရဆိုတဲ့အချက်ကိုပြပေးချင်တာပါဒါလေးကအဖြူပေါ်မှာဆိုထားတယ်အလဲကအမဲပေါ်မှာဆိုထားတယ်ဒီဘက်လေးကအကြည့်ပေါ်မှာဆိုထားတာပေါ့နော်အဲ့တော့ဆိုတော့ chrome ရဲ့သဘောတရားအရကိုက chrome color အစစ်မှန်တကယ်ကြံကြောင်လေးလိုချင်တယ်ဆိုရင်သူ့ရဲ့ result က gel polish အမဲပေါ်မှာပိုပြီးတော့ result ကပိုလှတယ်နော်ဆိုတော့အဲ့လိုလေးရှင်းပြပေးလို့ရတယ်နောက်တစ်ချက်ကလက်သက်ဆိုင်တွေမှာ gel color တွေလက်သက်ကတ်တွေမှာလုပ်ပြီးတော့ပြထားတယ်လို့ပဲ chrome တွေကိုလည်းအဖြူပေါ်မှာအရောင်ကွဲသွားတဲ့ပုံအမဲပေါ်မှာထွက်လာတဲ့ပုံအဲ့လိုမျိုး client ကိုလက်သက်မစိုးခင်မှာရှင်းပြပေးမယ်ကြိုပြီးတော့ပြထားပေးမယ်ဆိုရင်တော့အဲ့တဲ့နည်းနည်းလေးစိတ်ရှင်းမယ်ပြီးတော့ complaint တွေမရနိုင်တော့ဘူးပေါ့ကြိုပြီးတော့လုပ်ထားပေးလို့ရပါတယ်အားလုံးမိတ်ဆွေကြပါစေ bye